ဒါရဏဒသဓမ္မစရိယဆရာတော်ရှင်သူမြတ်မှာတရားရည်အမြိုင်သေးကိုကျွန်တော်တို့ယနေ့ည9 နာရီမှာတိုက်တွန်းဟောကြားပေးမှာဖြစ်ပါတယ်တို့မြတ်ပါ၍ကျွန်တော်တို့ည9 နာရီတို့နဲ့နောက်မကြပဲတရားတော်သာကြွရောက်ကြပါရဲ့လေးတော်သာပြီးပြီးသုံးတော်အပ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒါကားများကိုလည်းစီစဉ်ပေးလာမှာဖြစ်ပါတယ်ဒီနေ့ညဟောကြားမဲ့ဆရာတော်ပါလို့ဒါတော့မနေ့ကညဟောကြားမဲ့ဆရာတော်ပါဒါခေါ်ပကားတွေလိုက်မလွယ်ဗီဒီယိုရိုက်ပြီးမှတစ်တော်တင်ပါနည်းနည်းညံ့နေဖေးဘုတ်ကတိတ်တော့ကြီးကလည်းလေးနိုင်ဆိုမကြမ်းကြမ်းစားမယ်တော့အဲ့ဒီရင်ဖြစ်ကြည့်ကြရဲ့သူတော်ခင်ဗျားရဲ့သိရှင်မှာမဖိတ်ရှင်နဲ့တော့ကြမ်းကြမ်းကလေးဝင်စားတော့ပါအောင်လားဒီနားနေဒီတိုက်တွေသင်္ကန်းကဒါနကိုစကြည့်သီလကိုကောင်းမှုပြုသာမန်နဲ့ဘာဝနာတရားနာတဲ့သူတိုက်မယ်အေးဖြော်ပေးသိဉာဏ်ကကျုပ်ကိုတွန်းလာစားပြီလားစားသွားလေဝင်ကြိုက်ဘူးလားမကြိုက်ဘူးလားကြာစံချက်တော်ကောင်းကောင်းများခင်ဗျာကျွန်တော်များမမြင်ဘူးသူကြရတဲ့တရားဝင်တွေကအခုညနေမှာပဲဒါကြာစံချက်ကျွေးနေတာပါလို့အမတ်ကမဲ့မှာအမတ်တရားဆိုတဲ့စကားလေးနဲ့စလိုက်ကြရတယ်။ဒါနဲ့ဒါနဲ့ရက်ကျွေးနေပါဘူး။ဒါကလည်းသိနေကျန်းမာနေတဲ့နေရာ။ဒါကတော့ဟိုအောင်ကျော်စိုးမတ်ချယ်ရီဝင်းယူနေပြီးတော့အဲဒီနေရာမှာယခုလိုရတယ်ဟိုရှင်သားလေးထိုးရက်လိုက်တော့ဘယ်သူမှမခိုးဘူး။ဒီကဘုရားကိုကျင်းနေတယ်။သာသနာပြုတဲ့နေရာမှာအဲ့မှာရက်ထားဘယ်သူမှမယူအန်ဒီကဘယ်သူမှမယူထား။ဒါကြာစံချက်သတူတီသားကျွေးနေ။ဒါအလူရှင်ဒါရိုင်မူကြီးပါအေးဟုတ်ပြီဒါလူရှင်နေပါဘုရားရဲ့စာပေအကြောင်းတွေကိုပါလို့တောင်ဘက်ပဲရိုင်မူကြီးပါအင်ညာဗရန်တက်ဝစ်လာတာအင်ညာဗရန်တက်ဝစ်လာတာတောင်ဘက်ပဲရိုင်မူပါဒါတွေကလူရှင်နေပါဒါလေးကဖုံးမြတ်တူလေးပါအဲ့လိုဘုရားတန်ခါပြရတယ်ဘုရားဘာသာသာနာကြာစံချက်လေးပါ